ဒီည e-governance เนาะ digital governance ပြီးတော့ကြတော့ service delivery ပေါ့နော်ဒီ e-governance တွေ digital governance တွေဆိုတာကဘာတွေလဲเนาะဒီ platform တွေဒီနည်းပညာတွေကနေတဆင့်service delivery ကိုဘယ်လိုလုပ်ကြသလဲပေါ့နော်ဆိုတော့အဲ့ဒါကလည်းဒါ social welfare ကိုတွားပြီးတော့ impact ဖြစ်တဲ့ဟာပေါ့နော် impact ဖြစ်တဲ့ digital နည်းပညာတစ်ခုဖြစ်တယ်ဆိုတော့ဒီမှာတော့အရင်ဆုံး e-government ဆိုတာဘာလဲ digital government ဆိုတာဘာလဲတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် e-governance ဆိုတာဘာလဲ digital governance ဆိုတာဘာလဲပေါ့နော် government ကတော့အစိုးရကိုပြောတာသူရဲ့အစိုးရရဲ့အုပ်ချုပ်မှုကိုကြတော့ governance လို့ပြောတာပေါ့ဆိုတော့ဒါ interchange ဒီအပြန်လဲတလဲစီသုံးလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ framework တွေအကြောင်းပြောမယ်ပြီးတော့ကြတော့ဒီ e-government မှာပဲဖြစ်ဖြစ် digital government မှာပဲဖြစ်ဖြစ်เนาะဘယ်လို actor တွေပါဝင်တယ်လဲเนาะဘယ်လိုနည်းလမ်းတွေဘယ်လို mode တွေဘယ်လိုအမျိုးအစားတွေရှိတယ်လဲเนาะ G2C တို့ G2G တို့ G2B တို့ပေါ့เนาะပြီးတော့ကြတော့ automated အဲ့ဒီကနေပြီးတော့ဒါပြဿနာတစ်ခုဖြေရှင်းလိုက်ပြီဆိုလို့ရှိရင်เนาะအရင်တော့မရှိဘူးသေးတဲ့နောက်ထပ်ပြဿနာတစ်ခုကပေါ်လာပြန်ရောအဲ့ဒီပြဿနာကိုဖြေရှင်းဖို့တစ်ခါနီးလန်းပြန်ရှာရောအဲ့နီးလန်းတွေ့လို့ရှိရင်အဲ့ဒီနီးလန်းကပဲနောက်ပြဿနာတစ်ခုထပ်ယူလာပြန်ရောဆိုတော့ဒီမှာလဲအဲ့ဒီသဘောပဲပေါ့เนาะဒါပေမဲ့ထပ်အသစ်ပေါ်လာတဲ့ပြဿနာတွေကတော့ပို့ပြီးတော့ဒီအရှိရပြဿနာလောက်မကြီးရဘူးပေါ့เนาะဒါမျိုးလေးပေါ့နောက်တစ်ခုကကြတော့ဒီgovernment as a platform နဲ့ government as a service ပေါ့နော်ဒီ concept လေးတွေကိုဒီနေ့ဒီမှာပြောမှာဖြစ်ပါတယ်ဆိုတော့အဓိက e-government ကတော့ဗာလဲဆိုတော့ဒီ paper ကို digital ပြောင်းလိုက်တာပဲဥပမာဆိုလို့ရှိရင်နော်သူ့မှာအများကြီးဟိုအဓိက IT technology ကိုသုံးထားတာပေါ့လေdigital technology အထိမသွားသေးဘူးဆိုတော့ဥပမာဆိုလို့ရှိရင်ကိုက file ကိုမှာဘီရို10လုံးစာလောက်စာရွက်နဲ့ file တွေတင်ထားတယ်အဲ့ဒါကိုဒီ computer ရဲ့ hard disk เนาะဒီလက်ဖွားစာလောက်လေးမှာအကုန်လုံး digitalize လုပ်ပြီးတော့တင်လိုက်တယ် file တွေကို digital file အနေနဲ့ပြောင်းပြီးတော့တင်လိုက်တယ်ဒါက e-government ဒါမှမဟုတ်လို့ရှိရင် e-governance ပေါ့နော် e-government ရဲ့လှုပ်ဆောင်ချက်ဖြစ်တယ် e-governance ဖြစ်တယ်ပေါ့ဆိုတော့ခုနပြောသလိုပဲ paper to digital phase ဖြစ်တယ်ဆိုတော့အဓိကကတော့သူက efficiency ပို့ပြီးတော့ထိထိရောက်ရောက်ဖြစ်ချင်တာပြီးတော့ကျတော့နေရာစားသက်သာမယ်เนาะပြီးလို့ရှိရင်အဲ့ဒီ digital file တွေကိုစာရွက်ပုံကိုလှန်ပြီးရှာရတဲ့စားလို့ရှိရင်ကိုယ့်ရဲ့ digital file เนาะဒီ digital file လို့ပြောမှာเนาะ digital file ကိုရှာလိုက်တာကပို့ပြီးတော့เนาะကိုယ့်ရဲ့ computer ထဲမှာတင်ထားတဲ့ file ကိုပြန်ရှာလိုက်တာကเนาะပို့ပြီးတော့လွယ်ကူတယ်เนาะဆိုတော့အဓိကသူ့ရဲ့ goal ကဘာလဲဆိုတော့ဒီသူ့ရဲ့ကိစ္စတွေလုပ်ငန်းတွေကိုပို့ပြီးတော့မြန်ဆန်ခြင်းတယ်ပြီးတော့အချိန်ကုန်ဒီကုန်ကျစရိတ်သက်သာခြင်းတယ်နော်ဒီဘီကို10လုံးလောက်နဲ့နောက်10နှစ်လောက်မှာနောက်ထပ်ဘီကို10လုံးလောက်ထပ်တိုးလာပြီးတော့စာရွက်တွေဘယ်နှဒါဇင်လဲဘယ်နှအိတ်လဲကုန်နေရထက်စားလို့ရှိရင်တစ်ခါလောက်နော်ကွန်ပျူတာကောင်းကောင်းလေးတစ်လုံးဝယ် storage ကောင်းကောင်းတစ်ခုဝယ်ပြီးတော့အဲ့မှာတင်လိုက်တာအများကြီးသက်သာတယ်နော်နေရာလည်းသက်သာတယ်ပြီးလို့ရှိရင်ဒီပစ္စည်းဘိုးတွေလည်းသက်သာတယ်ပေါ့နော်ဒါရေရှည်အတွက် cost effective ဖြစ်တယ်ပေါ့နောက် e-governance ထဲမှာဘယ်လိုမျိုးပါမလဲဆိုတော့အရင်တော့ဆိုလို့ရှိရင်10တန်းအောင်စင်းတို့ဘာလို့ဆိုလို့ရှိရင်ကြောင်းမှာပဲတွားကြည့်ရတယ်အခုနောက်ပိုင်း Facebook တွေမှာကြော်ညာတယ်ဒါမှမဟုတ်လို့ရှိရင် website တွေမှာကြော်ညာတယ်ဒါမှမဟုတ်လို့ရှိရင် application တွေမှာကြော်ညာတယ်ပေါ့နော်ဒါတွေကဒါ government ကသူပေးခြင်းတဲ့ information ကိုအရင်လိုမျိုးဒီသတင်းစာတွေเนาะပြီးလို့ရှိရင်သတင်းစာအစား social media ပေါ်ရောက်လာတယ်เนาะပြီးလို့ရှိရင်ဒါကိုယ်တိုင်စာရွက်စာတမ်းနဲ့တွားကြည့်ရမယ်အစားဘာလဲဆိုတော့ website တွေပေါ်မှာတွားကြည့်လို့ရတယ်အောင်စင်းတို့ဘာလို့ဆိုလို့ရှိရင်နောက်တစ်ခါ government အချင်းချင်းလဲเนาะ government အချင်းချင်းလဲပဲစာတွေပို့တဲ့အခါမှာ fax တွေပို့စာရွက်တွေနဲ့ထုတ်ဒါမှမဟုတ်လို့ရှိရင်စာတိုက်ကနေစာတိုက်ကနေလှမ်းပို့ပေါ့เนาะအဲ့ဒီကနေပြီးတော့အခုemail တွေဘာတွေသုံးလာကြတယ်ပေါ့เนาะဆိုတော့ဒီ e-government ဆိုတဲ့ concept ကတော့သူကမြန်မာနိုင်ငံမှာဆိုလို့ရှိရင်20102010 17စနစ်အဲ့လောက်မှာဆိုလို့ရှိရင်တော်တော်လေးစပြီးတတိထားမိလာကြပြီဒါပေမဲ့အခုထိကတော့เนาะဒီ e-government ကအမ်အရှိန်ပြတ်သွားတာပေါ့လေအရှိန်ပြတ်သွားတယ်တခြားနိုင်ငံတွေက e-government ကိုကျော်လွန်ပြီးတော့ digital governance တွေသွားနေတယ်ဒီမှာကျတော့အာ
အချိန်ပြတ်သွားတာပေါ့နော်ဒါ e-government မှာတောင်မှတော်တော်လေးမပြည့်ပြည့်သေးရရှိသေးတယ်ပေါ့နော်ဆိုတော့သတင်းကြေညာကြရှိလို့ရှိရင် website တွေမှာကြေညာမယ်ဒါမျိုးလေးအခုဒီကမြန်မာပြည်ကအခုအစိုးရ website တွေအခုကသတင်းနေတာမှတိတ်ပြီးတော့ update မဖြစ်တာမျိုးတွေလေအဲ့လိုမျိုးသတင်းတို့ဘာလို့အဲ့လိုအချက်လက်တွေပေါ့နော်သတင်းဆိုတာထက်သတင်းတွေကတော့နောက်ပိုင်းမှာ social media တွေမှာပို့ပြီးတော့ update ဖြစ်ပါတယ်အချက်လက်တွေဘာတွေကစဒီ website တွေမှာတိတ်ပြီးတော့ update မဖြစ်တော့တဲ့ဟာမျိုးပေါ့နော်ဆိုတော့အဓိကကတော့ e-governance ဆိုတာကသူ့မှာများများဆဆအာများများဆဆ design တွေဘာတွေမပါလာသေးဘူးသူကတော့တာမန် manual လုပ်တဲ့ဟာတွေ manual သိမ်းတဲ့ဥစ္စာတွေကိုနော် digital format နဲ့သိမ်းနေဆိုတာပဲเนาะသူ့ရဲ့ flow တွေဘာတွေကအရင်တိုင်းပဲเนาะသူရဲ့လှုပ်ထုံးလုပ်နည်းတွေပြောင်းလဲသွားတာမဟုတ်ဘူးဒီလက်နဲ့လုပ်နေတဲ့စာရွက်နဲ့လုပ်နေတဲ့ဟာကိုကွန်ပျူတာနဲ့လုပ်ဖို့ပြောင်းလဲတယ်ဆိုတဲ့အဆင့်ကိုဒါ e-governance လို့ခေါ်တာပေါ့เนาะဟုတ်ပြီဒီအထိမှာမေးချင်တာရှိလားရှိတယ်ပါဦးချေဟုတ်ပြီနော်ဆိုတော့ဒါကတော့ e-governance လုပ်တဲ့အခါမှာဒါသူ့ရဲ့ pillar တွေပေါ့နော်သူ့ရဲ့တောက်တိုင်လို့ပြောမလားမန်တိုင်တွေပေါ့နော်ဒါ data security ဖြစ်ရမယ် citizen တွေပါဝင်ရမယ်เนาะဒီ service delivery က efficient ဖြစ်ရမယ်ဒါမျိုးလေးတွေပေါ့နော်ပြီးတော့ကြတော့ဒီ transparency accountability တွေပို့ပြီးတော့ကောင်းလာမယ်ဆိုတဲ့ဟာတွေပေါ့ဥပမာဌာနတစ်ခုကနေတစ်ခုကိုဒီဌာနကနေညွှန်ချုပ်ကနေပြီးတော့ဦးစီးမှုကနေပြီးတော့ဦးစီးအရာရှိကနေပြီးတော့သူ approve လုပ်လိုက်တဲ့ဟာကညွှန်ချုပ်စီကိုရောက်သွားမယ်ညွှန်ချုပ်စီကနေမှတယောက်ယောက်စီကိုပေါ့နော်အဆင့်ဆင့်သွားတဲ့ဟာမျိုးဆိုလို့ရှိရင်ဒါ digital governance ဒီ e-governance မှာဆိုလို့ရှိရင်ဒါတွေကကြတော့ဒီစပွဲတစ်ခုနဲ့တစ်ခုเนาะသွားစရာမလိုတော့ဘူးပေါ့နော်ဘယ်ရုံးခန်းကိုတွေ့ဖို့အတွက်เนาะအရှိကဟိုရုံးစရေးကိုလည်းဖားရနောက်ဆုံးတက္ကသိုလ်ဟိုအစားဖားရတဲ့ဟာမျိုးပေါ့နော်အချိန်ကုန်ဒီငွေကုန်တွေတက်တာသွားမယ်ပေါ့နော်ဒါလုပ်ငန်းကိုင်ငန်းတွေထိရောက်မှုရှိရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဆိုတော့ public service အနေနဲ့သူ့ရဲ့ core domain က government to citizen ဆိုတာရှိတယ်။ဥပမာအဖြစ်ဆိုလို့ရှိရင်ဒါကတော့ government ကနေပြီးတော့ဒီ citizen တွေကိုအစိုးရကနေပြီးတော့ပြည်သူတွေကိုservice ပေးတဲ့နေရာမှာသုံးတဲ့ e-governance mode တစ်ခုရှိတယ်ပေါ့နော်။ဥပမာဆိုလို့ရှိရင် ID တွေထုတ်ပေးတာ license တွေထုတ်ပေးတဲ့ဟာမျိုးเนาะ license ထုတ်တာကလည်းအမှန်တော့e-government မှာဆိုလို့ရှိရင်သူက license ထုတ်တာကလည်းတင်လို့ပဲရတာပါထုတ်တာကတော့ကိုယ်တိုင်ရုံးကိုသွားရသေးတာပဲเนาะဒါလျှောက်လွှာတွေပါ online ကနေတင်ထားလိုက်တဲ့ဟိုဘက်ကိုလျှောက်လွှာလေးရောက်သွားတယ်လျှောက်လွှာတင်တဲ့အဆင့်ကတော့ဒါကိုကဒါ digitalize ဖြစ်သွားတော့တက်တာသွားတာပေါ့เนาะအဲ့လိုမျိုးတွေ welfare ဆိုတာလည်းဒီလျှောက်လွှာတင် e-government level မှာဆိုလို့ရှိရင်တော့ဒီဟာတွေအကုန်လုံးက online ကနေအချက်လက်တွေဖတ်လို့ရတယ် online ကနေ form တင်လို့ရတယ်ဆိုတော့အဆင့်မှာပဲရှိသေးတာပေါ့เนาะနောက်တစ်ခုကကျတော့ government to business ပေါ့ခုနကလူတဦးချင်းပြည်သူတဦးချင်းနဲ့သူ့ရဲ့ဆက်သွယ်ရေးကိုကြတော့ G2C လို့ခေါ်တယ်เนาะ G2C လို့ခေါ်တယ်ပြီးတော့ကြတော့ government to business ဆိုတာလည်းရှိရယ် G2B လို့ခေါ်တယ်ဥပမာဆိုလို့ရှိရင်နိုင်ငံခြားကနေပြီးတော့ကုန်တွေတင်သွင်းမဲ့သူတွေဆိုလို့ရှိရင်သူတို့မှာသွားလိုက်ရတဲ့ဟိုပါပေါ့เนาะရုံးနေအရင်ဆုံးဒီ import နဲ့ပတ်သက်တဲ့ဒီသွင်းကုန်နဲ့ပတ်သက်တဲ့ရုံးကိုသွားရတယ်ပြီးလို့ရှိရင် custom ရုံးကိုသွားရတယ်เนาะပြီးရင်အခွန်ရုံးကိုသွားရတယ်အဲ့လိုမျိုးဒီရုံးပေါင်းများစွာဌာနပေါင်းများစွာကိုသွားရတာပေါ့เนาะအဲ့လိုဟာမျိုးတွေကိုဒါဒါကြတော့တကယ် business တွေလုပ်တဲ့သူတွေနဲ့ government တွေရဲ့ကြားထဲမှာလုပ်တဲ့ဒီသူတို့ရဲ့ဆက်သွယ်ချက်ပေါ့နော်အဲ့ဒီနေရာတွေမှာဒါ public အဲ့မှာလည်းဒါgovernment ရဲ့သူရဲ့ဝန်ဆောင်မှုဆိုတာရှိတယ်အမှန်တော့အစိုးရလုပ်နေတဲ့အလုပ်တွေအကုန်လုံးကအမှန်တော့ service ပဲเนาะဒီတိုးတက်တဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်တော့ဒါအစိုးရဆိုတာဒီပြည်သူကို service ပေးတဲ့ဟာပေါ့နော်ပြီးအစိုးရကလုပ်နေတဲ့အလုပ်တွေမှန်သမျှဒီဒါပြည်သူကို service ပေးတဲ့ဟာဖြစ်ရမယ်ဆိုတာပြောပေါ့နော်နောက်တစ်ခုကကျတော့ government to government ပေါ့ဒါဥမာ inter agency ဆိုတာကတော့အဓိကတော့ government ရဲ့ department တွေတစ်ခုနဲ့တစ်ခုကြားပေါ့လေခုနပြောသလို fax တွေဘာတွေနဲ့မပို့တော့ဘူး email နဲ့ပို့တဲ့ဟာမျိုးပေါ့တော့ government e-government level e-governance level မှာကြတော့ဒီ paperwork တွေကိုเนาะ
paper work တွေကိုဒီ computerize เนาะcomputer သုံးပြီးတော့ internet တွေသုံးပြီးတော့ website တွေသုံးပြီးတော့ email တွေသုံးပြီးတော့ပြောင်းလဲလာကြတဲ့အဆင့်ကိုကြတော့ဒါe-governance လို့ခေါ်တယ်သူရဲ့ benefit တွေကတော့ဘာပဲပြောပြောpaper base နဲ့စာလို့ရှိရင်တော့အများကြီးတော့ပို့ပြီးတော့ထိရောက်မှုရှိရယ် transparency လည်းပိုကောင်းလာပါတယ်เนาะ transparency လည်းပိုကောင်းတယ်ပြီးတော့ကြတော့ administrative burden ပေါ့နော်ဒီရုံးပိုင်းအလုပ်တွေလည်းတော်တော်လေးရောကြသွားမယ်စာရွက်ထိမ့်သိမ့်ရတဲ့အလုပ်နဲ့တင်ကိုတော်တော်လေးဟုတ်နေပြီเนาะဆိုတော့အဲ့ဒီအချက်တွေရှိပါတယ်ဒါကတော့ e-government ပေါ့နော်ဒါဆိုလို့ရှိရင် digital governance เนาะ digital governance ဆိုတာကြတော့ဘာဖြစ်မလဲဆိုတော့ तू ပို့ပြီးတော့အများကြီးကျယ်ပြန့်တယ်ခုနကတော့ငါ e-government ကကြတော့ तू လုံထုံးလုံနည်းတွေကို तू မပြောင်းလဲဘူးဒီခါတိုင်း paper နဲ့လုပ်နေကြလုပ်တွေကို computer နဲ့လုပ်ဖို့ပြောင်းလဲတဲ့အဆင့်ပဲရှိသေးတယ် digital governance ကကြတော့လိုအပ်လာလို့ရှိရင်เนาะဒါငါတို့မှာဒီ data တွေရှိရယ်เนาะငါတို့မှာဒီ data တွေရှိရယ်ဒီနည်းပညာတွေရှိရယ်เนาะလိုအပ်လာလို့ရှိရင်ငါတို့ရဲ့ဒီအစိုးရလုပ်ထုံးလုပ်နည်းတွေပေါ့เนาะငါတို့ရဲ့လုပ်ငန်းလည်ပတ်ပုံတွေကိုလိုအပ်လို့ရှိရင်လည်းပြန်ပြီးတော့ design လုပ်မယ်ပြန်ပြင်ဆင်မယ်ဆိုတော့အပိုင်းထိပါတယ်เนาะ digital governance ကကြတော့အဓိကဒါပြည်သူနဲ့အစိုးရနဲ့ကဒီအစိုးရကပေးတဲ့ service တွေမှာပြည်သူနဲ့အစိုးရနဲ့ထိတွေ့မှုနည်းနိုင်သမျှအနည်းဆုံးเนาะအနောက်ကွယ်ကနေပဲဒီပြည်သူတွေလိုအပ်တဲ့လိုအပ်ချက်တွေကိုဤပညာက auto လုပ်ပေးတဲ့ဟာမျိုးအဲ့ဒါကြောင့်မို့ခုနကသင်တန်းသားတစ်ယောက်လည်းဆွေးနွေးသွားတယ်เนาะဒါနောက်ပိုင်းမှာ AI တွေ big data တွေအများကြီးပါလာတယ်ဆိုတာဒီဟာပေါ့ဒီ vision ကြောင့်ပေါ့เนาะဒါလူနဲ့လူချင်း interact လုပ်ရတဲ့ဟာเนาะဒီလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့လူချင်း interact လုပ်ရတဲ့ဟာနည်းသွားမယ်တော်တော်များများကို automation ပေါ့နော်ပြည်သူကဘာလိုအပ်နေလဲဒီချိန်ဆိုပြည်သူဘာလိုနေလောက်ပြီလဲเนาะ auto သိနေရမယ့်ဟာမျိုးပေါ့နော် auto သိပြီးတော့ service ကို auto ပေးနေတဲ့ဟာမျိုးပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကိုဒါနည်းပညာတွေတော်တော်များများသုံးလာမယ် AI တွေ cloud computing တွေเนาะပြီးလို့ရှိရင် big data ဆိုတဲ့ဟာမျိုးတွေเนาะအများကြီးသုံးလာလိမ့်မယ်ဆိုတော့အမ်ဒီမှာလည်းပြောထားတယ်เนาะ तू က e-government မှာကြတော့တာမန်လုပ်ရိုးလုပ်ထုံးတွေကိုမှ computerize နဲ့အရင်ကစာရွက်ပေါ်မှာ sign ထိုးလို့ရှိရင်အခု computer ပေါ်မှာ sign ထိုးမယ်ဒါပဲအများကြီး तू ဘာလဲ model ပေါ့เนาะအစိုးရရဲ့အလုပ်လုပ်ပုံမပြောင်းလဲသေးဘူးဒါပေမဲ့ဒီ digital governance မှာကြတော့ဘာလဲဆိုတော့reimagining ပေါ့နော်ဒီ technology ရှိတဲ့အတွက်ငါတို့ရဲ့ government works တွေကိုလည်းဒီ technology နဲ့ကိုက်ညီအောင်ဒီ technology ကိုအသုံးချပြီးတော့ဘယ်အပိုင်းတွေကိုဘယ်လိုမျိုး redesign ပြန်ပြီးတော့ design လုပ်မလဲဆိုတဲ့အဆင့်တွေပါလာတယ်ပေါ့နော်ဆိုတော့ဒီမှာကျတော့ transformation ပို့ပြီးတော့ပုံများတယ်ပေါ့ဟို e-government ထက်စာလို့ရှင်ဒီမှာအများကြီးပို့ပြီးတော့ပြောင်းလဲရတယ်ပေါ့နော်လိုက်ပြီးပြောင်းလဲရတယ်နောက်တစ်ခုကကြတော့သူ့ရဲ့ goal ကကြတော့ creating seamless ပေါ့နော်အာခုနတော့ကမှဗာလဲဒီ e-government မှာတော့ကြတော့ government နဲ့အချက်လက်တွေပို့တဲ့အခါမှာနော် fax တွေစာတိုက်တွေအစားကို email သုံးတယ်လို့ပြောတယ်ဆိုတော့ email သုံးတဲ့အခါမှာအနည်းဆုံး email ပို့ရတယ် email download လုပ်ရတယ် email ပြန်ရတယ်ဆိုတော့ seamless ဆိုတာကအဲ့ဒီအဆင့်တွေကိုမရှိတော့တာပေါ့နော်ဒီဘာလျှောက်လွှာတစ်ခုကဒီဌာနကနေ approve ဖြစ်သွားပြီဆိုလို့ရှင်သူ့ရဲ့ next ကဘယ်ဌာနကိုသွားရမှာလဲအဲ့ဒီဌာနမှာ auto approve လုပ်စီရလုပ်ငန်းအနေနဲ့ auto သွားပေါ်နေရမျိုးပေါ့နော်ဆိုတော့ဒီကြားထဲမှာလူမလိုတော့ဘူးလူမလိုပဲနဲ့သူကလည်းသူလဲပတ်နေတဲ့ဟာပေါ့နော်အဲ့ဒါကိုဟိုမှာလူမလိုတော့ဘူးဆိုတာ approve လုပ်မဲ့သူကတော့လိုတာပေါ့နော်အဲလူမလိုတော့ဘူးဆိုတော့ခုနလိုဒါ email ကနေ download လုပ်ပြီးတော့ sign ထိုးပြီး email ကနေ upload ပြန်လုပ် send ဟိုဘက်ကပြန် download အဲ့လိုမျိုးမလိုတော့ဘူးပြောတာเนาะပို့ပြီးတော့ seamless ဖြစ်တယ်ဆိုတာအဲ့ဒါကိုပြောတာဆိုတော့ဥပမာပြောမယ်ဆိုလို့ရှိရင်ဒီမှာဒီ traffic flow motor picker တွေเนาะ motor picker တို့ဘာလို့ဒီ traffic control လုပ်တဲ့လူတွေဆိုလို့ရှိရင်အဲ့ဒါဆိုလို့ရှိရင်သူတစ်မျိုးလုံးမှာ real time sensor ပေါ့နော် real time sensor ဒီတက်ထားတယ်အဲ့ဒီပေါ်မှာမူတည်ပြီးတော့ဒါ traffic flow ကို automatic control လုပ်ပေးတဲ့ဟာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေဆိုလို့ရှိရင်ဒါလူရဲ့ပါဝင်မှုကနည်းနိုင်သမျှအနည်းဆုံးဖြစ်သွားမယ်เนาะဒါလမ်းလေကောင်မှာเนาะ
ဒီရင်ကြောထိတ်နေရတဲ့လူတွေရဲ့အလုပ်ကအများကြီးတက်တာသွားမယ်ပြီးတော့ကြတော့ tell us once เนาะ tell us once ဆိုတဲ့ဟာလေးအဲ့ဒါလေးတော်တော်မိုက်တယ်ဘာလဲဆိုတော့အခုစင်ကာပူတို့ယူရိုပတို့မှာလည်းသူတို့သုံးနေကြပြီပေါ့နော် tell us once ကဘာလဲဆိုတော့ကိုယ့်ရေးရာဇဝင်အခုမြန်မာပြည်မှာလည်းသူတို့လုပ်ဖို့တော့စူးစမ်းနေပါတယ် smart card ဆိုတာလေဒါပေမဲ့အဲ့ smart card ကဘယ်အတိုင်းတာထိသုံးလို့ရလဲတော့မသိဘူး tell us once ဆိုတာကနေ့ရဲ့အကြောင်းကိုငါတို့တစ်ချိန်ပဲပြောเนาะတစ်ချိန်ပဲပြောเนาะ driver license လုပ်လဲနေ့အချက်လက်တွေကိုပြန်ဖြည့်စရာမလိုစေရအောင်เนาะပြီးလို့ရှိရင် passport တွားလျှောက်လဲဒီအချက်လက်တွေကိုပြန်ဖြည့်စရာလိုကိုမလိုစေရအောင်တခါပဲပြောအဲ့ဒီသဘောပေါ့เนาะဆိုတော့အဲ့ဒီကိုယ့်ရဲ့ data တွေကိုအခုဒီမှာကြတော့အဲ့လိုမဟုတ်ဘူးတစ်ခုခုတွားလျှောက်မယ်ဆိုလို့ရှိရင်ကိုရေး38ချက်နောက်တစ်ခါကိုရေး39ချက်မှတ်ပုံတင်လုပ်ရင်လည်းတွားတစ်ခါဖြည့်ရတယ် passport လုပ်ရင်လည်းတစ်ခါဖြည့်ရတယ်เนาะအနေဟိုဘယ်ရုံးသွားကိုရေးချက်လက်တွေ38ချက်ဖြည့်လိုက်36ချက်ဖြည့်လိုက်39ချက်ဖြည့်လိုက်နဲ့အဲ့လိုမျိုးတွေထက်ခါလောက်ရတာပေါ့เนาะဒီ digital governance ကြတော့ tell us once เนาะတစ်ခါပဲပြောเนาะတစ်ခါပဲပြောအဲ့ဒါကိုဘယ်ဌာနတိုင်းကသူ့မှာ centralized database ရှိမယ်အဲ့ centralized database ကနေသူသက်ဆိုင်ရာဌာနတိုင်းနော်လူဝင်မှုကြီးကြပ်ရေးကလည်းဒီ data တွေယူသုံးလို့ရတယ်နော်ဒီဆေးရုံ health department ကလည်းဒီ data တွေယူသုံးလို့ရမယ်เนาะပြီးလို့ရှိရင်နော်တခြားဒီကိုကစီးပွားရေးတွေဘာတွေလုပ်မယ်ဆိုလို့ရှိရင်လည်းဒီ tax နဲ့ပတ်သက်တဲ့ယုံတွေနော်ရဌာနတိုင်းကဒီ data တွေရှိနေမယ်ပေါ့နော်ဆိုတော့အဲ့ဒါကို tell us once policy လို့ခေါ်တယ်ဆိုတော့ဒီသူ့ရဲ့ conceptual overview ပေါ့နော် conceptual overview ကကြတော့ဒီမှာဆိုလို့ရှိရင် government as a platform တော့ပေါ့နော် government ဆိုတာကလူတွေနဲ့တွားပြီးတော့တိတွေ့ပြီးတော့လူတွေကိုပြောရမယ်ဆိုလို့ရှိရင်တော့လူတွေနဲ့တွေ့ရပြီဆိုမှတော့အနည်းဆုံးပြုံးပြရတာရှိရယ်เนาะပြုံးပြရတာရှိရယ်တချို့ဆိုလက်ဆောင်တွေပါယူသွားရမှာရှိရယ်ဆိုတော့အဲ့လိုမျိုးလူချင်း interact လုပ်ရတာပေါ့လေဒါပေမဲ့ဒီ digital governance မှာဆိုလို့ရှိရင် government ဆိုတာကလူတွေမဟုတ်ဘဲနဲ့ platform တစ်ခုဖြစ်သွားမယ်ပေါ့နော်အဓိကပြည်သူနဲ့ government နဲ့အဓိကဘာကြောင့်ဆက်သွယ်နေရလဲဘာကြောင့်ဆက်ဆံနေရလဲဆိုတော့ government ကပြည်သူကိုဒါလူထုဝန်ဆောင်မှုပေးရမှာလေနော် service ပေးရမှာအဲ့ဒီ service တွေကဒီလူကိုယ်တိုင်တွေ့ရတာအနည်းနိုင်သမျှအနည်းဆုံးနဲ့ government ဆိုတာ platform တစ်ခုပဲဖြစ်သွားတယ်။နောက်ဒီ platform ကနေပြီးတော့ပြည်သူကသူလိုချင်တဲ့ဟာတွေဥပမာ birth certificate လားเนาะ marriage certificate လားเนาะဘာ certificate လိုတာလဲနောက်ဆုံးအခုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်အခုကကိုယ်ကရွေးကောက်ပွဲမှာမဲထည့်ခြင်းနဲ့ဆိုလို့ရှိရင်အမှကိုယ့်ရဲ့နာမည်စာရင်းဒီအိမ်ထောင်စုစာရင်းပါတဲ့ရုံးမှာနာမည်စာရင်းသွားပေးတယ်ပြီးလို့ရှိရင်မဲပေးခါနေကြလို့ရှိရင်ကိုယ့်နာမည်စာရင်းပါလားเนาะတခါပြန်သွားကြည့်ရဲတေချပြီဆိုတော့မှကိုယ့်နာမည်စာရင်းပါနေတဲ့ဒီမဲရုံကိုသွားပြီးတော့မဲပေးရတာမျိုးတွေပေါ့နော်ဆိုတော့ဒီ digital governance မှာကြတော့ကိုကနော်ကိုရဲ့ဒီ idea ရှိပြီးသားဆိုတော့ဒီမဲ voting ပေးတဲ့စနစ်ထဲကိုဝင်သွားမယ်ဆိုလို့ရှိရင်သူကအဲ့ဒါအကုန်လုံးကိုယ်ချက်လက်တွေကရှိပြီးသားเนาะကိုယ့်ရဲ့ ID ကိုရိုက်ထည့်လိုက်တာနဲ့ဒီ ID နဲ့သူကမွေးတက္ကရာဘယ်လောက်လဲဒါဆိုရင်အခုသူအသက်ပြည့်ပြီလားမပြည့်သေးဘူးလား16နှစ်ကျော်ပြီလားเนาะပြီးတော့ကြတော့တခါဒီလူမှာ criminal record တွေရှိလားเนาะသူပြစ်မှုဆိုင်ရာဒီမှတ်တမ်းတွေရှိလားမရှိဘူးဒီနှစ်ခုစလုံးအဆင်ပြေဆိုရင်ဒါ voting verify เนาะဒါ voting ပေးလို့ရတယ် voting eligible ဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတခါတည်း set ဒီ application တစ်ခုကနေအကုန်လုံးအလုပ်ပြီးသွားတယ်ပေါ့နော်ဒါက digital governance ခုနကပြောသလိုရုံးသွားလိုက်ပြီးလို့ရှရင်ကိုယ်နာမည်စာရင်းပါလာမေးလိုက်ပြီးရင်တခါပြန်စစ်လိုက်နော်အဲ့လိုမျိုးလုပ်เสียမလို့တော့ပေါ့နော်ဒါ government ဆိုတာက platform တစ်ခုဖြစ်သွားတယ်ဆိုတဲ့ဟာကိုပြောတာနောက်တစ်ခုကကြတော့ဒီ interoperability ကကြတော့ဗာလဲဆိုတော့အာအနောက်မှာလည်းပြောเสียထပ်ပြီးပြောမယ်ပေါ့နော် interoperability ဆိုတာကြတော့ government ရဲ့ department တစ်ခုနဲ့တစ်ခုကသူတို့ကဥပမာဒီစီးပွားကူးသန်းပေါ့နော်စီးပွားကူးသန်းနဲ့ကျန်းမာရေးနဲ့လည်းလိုအပ်လို့ရှိရင်ဒါအပြန်လန်းချိတ်ဆက်ပြီးတော့အလုပ်လုပ်လို့ရရမယ်ဒါ e-government မှာတော့ကကြတော့အဲ့လိုမဟုတ်ဘူးသူကဒီ department တစ်ခုပေါ့နော်ဝန်ကြီးဌာနတစ်ခုချင်းကသူတို့ရဲ့ကိုယ်ပိုင် website ရှိတယ်သူတို့ရဲ့ကိုယ်ပိုင်ဒီ website တွေသုံးမယ် application တွေသုံးမယ်ဆိုလို့ရှိရင်တော့သူတို့ရဲ့ကိုယ်ပိုင် application တွေရှိတယ်
ရှိရခါကြတော့အဲ့ဒီ application ဌာနတစ်ခုရဲ့ application တစ်ခုစီကိုဒီပြည်သူတွေကတည်တံ့စီသုံးရတာဒီဌာနတစ်ခုနဲ့တစ်ခုနဲ့ကချိတ်ဆက်မှုမရှိဘူးချိတ်ဆက်ဖို့လည်းအင်မတန်ခက်ခဲတယ်ဘာလို့လဲဆိုတော့သူတို့ကိုသုံးထားတဲ့နည်းပညာတွေကတစ်ခုနဲ့တစ်ခုကမတူနော်ကိုကmatch ဒီပေါင်းစပ်မယ်ဆိုလို့ရှိရင်တော့မှအခက်ခဲတွေအများကြီးရှိတယ်နော်ဆိုတော့အရင်တော့က e-government project တွေလုပ်တုန်းကလည်းကြုံခဲ့ဘူးတယ်ဘာလို့လဲဆိုတော့ဒီ department တစ်ခုနဲ့တစ်ခုကအလုပ်ကလောက်ရမယ်ပေါင်းပြီးတော့လောက်ရမယ်ဒီဘက်ကဥမာဒီဘက်က approve ဖြစ်တဲ့ဟာဟိုဘက်မှာဆက်ပြီးတော့ဆောင်ရွက်စရာအဖြစ်ရောက်သွားရမယ်ဆိုတဲ့အခါမှာဒီ system တစ်ခုကိုချိန်တော့မယ်ဟေးဆိုလို့ရှင်သူတို့ရဲ့ interoperability ဒီအပြန်အလှန်ဆက်သွယ်လို့အလုပ်လုပ်လို့ရတဲ့ဟာကလုံးဝမရှိဘူးဖြစ်သွားတာပေါ့နော်တယောက်တစ်ခုစီလုပ်ထားတာတယောက်တစ်မျိုးစီလုပ်ထားတာနီးပညာတွေကလည်းတစ်မျိုးစီဒီဇိုင်းကလည်းတစ်မျိုးစီဆိုတော့အဲ့ဒါကဒါ digital governance မှာအဲ့လိုမဖြစ်ရဘူးပြန်လည်ချိတ်ဆက်ပြီးတော့လုပ်လို့ရမယ်နောက်တစ်ခုကကျတော့ transparency user center design ပေါ့နော်အဓိကတော့ user တွေကိုအသားပေးပြီးတော့ user ဆင်ပြေမဲ့ဟာပေါ့နော် user သုံးလို့ရမဲ့ဟာကိုအသုံးပြုရမယ်ဆိုတော့ဒီနေရာမှာဆိုလို့ရှိရင်ဒီ citizen ကနော် citizen ကကြတော့ citizen ရဲ့အမြင်မှာကြတော့သူကဘာလဲဆိုတော့ government as a service ပေါ့နော်ဒါ government ဆိုတာအမှန်တော့ဒါပြည်သူတွေကို service ပေးရမယ်ဟာနော် social welfare social service လား education service နော် healthcare service ဒါတွေအကုန်လုံးကိုဒါပေးနိုင်ပြီဆိုတော့မှဒါပြည်သူတယောက်ချင်းစီရဲ့ social welfare ကဒီလူမှုဖူလုံတယ်လို့ပြောရမှာပေါ့နော်ဆိုတော့ဒီနေရာမှာကြတော့ဒီသူ government နဲ့ပြည်သူနဲ့ကြားထဲမှာလဲသူမှာဒါယုံကြည်မှုတိဆောက်ထားတဲ့ဟာတော့ဖြစ်ရမှာပေါ့နော်ဥပမာဆိုလို့ရှိရင်ပြည်သူကသူ့ရဲ့ data တွေမွေးကြရသူရဲ့မွေးစာရင်းကနေစပြီးတော့ရှိသမျှအချက်လက်တွေကိုဒီ government ရဲ့ဒီ database ထဲကိုကထည့်ထားရမှာလေဆိုတော့ယုံကြည်ရဲ့လားဆိုတာရှိတယ်နောက်တစ်ခုကကြတော့ဒီပြည်သူတွေကိုယ်တိုင်ကတက်ကြွစွာပါဝင်နေမှလည်းဒီ digital governance ဆိုတာကအလုပ်ဖြစ်မှာ digital governance ကကြတော့ဒီမှာ proactive service လို့ခေါ်တယ်နော် proactive service ဆိုတာကဘာလဲဆိုတော့အခုမြန်မာပြည်မှာမြန်မာပြည်ရလို့မဟုတ်ဘူးပေါ့လေဒီ digital governance ကိုအသုံးမပြုတဲ့နေရာတွေမှာဆိုလို့ရှိရင်ဥပမာကိုကပင်စင်ခံစားခွင့်ရှိတဲ့သူဆိုပါတော့နော်ပင်စင်ခံစားခွင့်ရှိတဲ့သူအခုလောလောဆယ်ကျမတို့ရဲ့ဒီစနစ်အရာဆိုလို့ရှိရင်ပင်စင်ခံစားခွင့်ရှိတဲ့သူကကိုကခံစားခွင့်ရှိတဲ့သူမလို့ဆိုပြီးတော့ထိုင်နေပြီးတော့ကိုယ့်ရဲ့ဘဏ်အကောင့်တွေကိုဒီငွေတွေကအလိုလျောက်ဝင်လာတာမဟုတ်ဘူး။နော်ကိုကခံစားခွင့်ရှိတဲ့သူဖြစ်တဲ့အတွက်ရုံးကိုသွားရတယ်။ဥပမာလူပေါင်းစုံနဲ့တွေ့ရတယ်။စာရွက်ပေါင်းစုံဖြည့်ရတယ်။ပြီးရင်ဘယ်နှစ်ရက်လဲဘယ်နှစ်နာရီလဲစောင့်ရတယ်။နော်ပြီးရင်ဘဏ်သွားရတယ်ဆိုတဲ့ဟာတွေရှိတယ်။ဆိုတော့အဲ့ဒါကကြတော့ဒီ government service က proactive မဖြစ်ဘူး။ပြည်သူကနော်ပြည်သူကကြိုးပမ်းတော့မှပြည်သူကအစပြုတော့မှသူက service ပေးလို့ရတာအဲ့ဒါက proactive မဖြစ်ဘူးလို့ခေါ်တယ် proactive ဖြစ်တယ်ဆိုတာကြတော့သူကပြည်သူကိုယ်တိုင်တာဝင်ပါစရာမလိုနော်ပြည်သူရဲ့အချက်လက်တွေသူ့စီမှာရှိရမလားနော်ပြည်သူရဲ့အချက်လုံးမှာဒီလူတစ်ယောက်ကနော်ဒီဘယ်ခုနှစ်မှာဒါသူပင်စင်ယူထားတယ်ဒါသူ့ရဲ့တောက်လျှောက်သူ့ရဲ့ဝင်ငွေရဘယ်လိုရှိခဲ့တယ်သူတစ်လကိုဘယ်လောက်လောက်ရရမယ်နော်သူပေးထားတဲ့ဘဏ်အကောင့်ကဘာရှိတယ်နော်သူသူ့ရဲ့အချက်လက်တွေမှာဘဏ်အကောင့်နဲ့ပတ်သက်ပြီးတော့ဘာရှိတယ်ဆိုရင်ဒီချိန်မှာဒါပင်စင်လစာဝင်တဲ့အချိန်ပင်စင်လစာတွေပေးမဲ့အချိန်ဒါဆိုလို့ရှိရင်သူ့ပေးထားတဲ့ဘဏ်အကောင့်တွေကိုအဲ့ဒါသူ့ရဲ့ပင်စင်လစာဝင်သွားတာမျိုးပေါ့နော်ဆိုတော့အဲ့ဒါမျိုးကိုကြတော့ဒါ proactive service ဖြစ်တယ်လို့ခေါ်ပြည်သူကိုထိုင်ဆောင်နေပြီးတော့ပြည်သူလာတော့မှ service ပေးတာမဟုတ်ဘူးဒါ government ဘက်က proactively အရင်ဆုံးသူခြေလက်အရင်ဆုံးဘယ်လိုပြောမလဲတက်ကြွစွာနဲ့ပေါ့နော်အရင်ဆုံးအစပြုပြီးတော့ service ပေးတဲ့ဟာကိုအဲ့ဒါကို proactive service လို့ခေါ်တယ်ဆိုတော့အဲ့ဒီအတွက်ကတော့ဒါသေချာတာကတော့ဒါ user ကိုယ်တိုင်ကလည်းဒီပြည်သူတွေ citizen တွေကိုယ်တိုင်ကလည်းဒီ government ပေါ်မှာတော်တော်လေးယုံကြည်မှုရှိမှရမယ်လေအခုဒီမှာမြန်မာပြည်မှာနော် smart card ကနော် smart card ရှိလို့ရှိရင်ကိုယ့်ရဲ့ချက်လက်တွေကိုဘယ်လိုပေးထားလို့ရှိရင်နော်ဘာတွေဖြစ်မယ်ဆိုရင် smart card ကတော်ယုံတန်ယုံကမလုပ်ရဲကြဘူးလေနော်ဖြစ်နိုင်လို့ရှင်တော့မလုပ်ချင်ဘူးဆိုတဲ့ဟာပဲပိုများတယ်ဆိုတော့ဒါ trusted data ဆိုတော့အဲ့ဒါကိုပြောတာဒီ government နဲ့ပြည်သူနဲ့ကြားမှာဒီ trust ရှိတော့မှလည်းဒီလို system တွေကတည်ဆောက်လို့ရတာပေါ့နော်ဒါ conceptual overview ဖြစ်တယ်ဆိုတော့ခုနကတော့ငါပြောသွားတဲ့အဆင့်တွေကိုเนาะ evolution ဘယ်လိုမျိုးအဆင့်ဆင့်ပြောင်းလဲလာတယ်လဲဆိုတဲ့ဟာကိုပြန်ပြီးကြည့်မယ်ဆိုလို့ရှိရင် government 1.0လို့တတ်မှတ်တော့ခေါ်လိုက်မယ်เนาะသူကကြတော့ paper တွေ stamp တွေပြီးတော့စာရွက်စာတမ်းအရှည်ကြီးတွေအပုံလိုက်ကြီးတွေလောက်ခဲ့တယ်သုံး
ကာလကိုသုံးခဲ့တဲ့ခေတ်ပေါ့နော်နောက် government 2.0ကျတော့သူကwebsite တွေဥပမာစာရွက်ပုံကြီးကနေ website ကိုရောက်သွားတယ်နော် file အတွဲလိုက်ကြီးကနေဒီ hard disk ထဲကိုရောက်သွားတယ်ဆိုတဲ့အဆင့်ပေါ့နော်နောက်ဒီ government 3.0ကကြတော့ဒါ digital governance လို့ခေါ်တာပေါ့နော်သူကကြတော့ဒါ invisible government ဆိုပြီးတော့တင်စားခေါ်ကြတာပေါ့နော်လူတွေကိုအာတွေ့ရတာအနည်းဆုံးဖြစ်တဲ့ version ပေါ့နော်ဘာလို့လဲဆိုတော့နည်းပညာကကြားထဲမှာအကုန်လုံးလုပ်ပေးသွားတယ် government ရဲ့ service တွေကလည်းခုနလို proactive ဖြစ်တယ်နော်ပြည်သူကတောင်းဆိုတော့မှပြည်သူကတောင်းခံတော့မှမဟုတ်ဘူးအချိန်တန်လို့ရှိရင်သူကသူလုပ်ရမယ်လို့ကို government ကလုပ်သွားတယ်အဲ့ဒါကိုလည်းနည်းပညာတွေကနေတဆင့်ပဲလုပ်တယ်ဆိုတော့ government နဲ့ပြည်သူနဲ့ကြားမှာနည်းပညာကအဓိကကြားခံထားတာပေါ့နော်ဆိုတော့အဲ့ဒါကို invisible government ဆိုပြီးတော့သူကဒီတင်စားပြီးပြောထားတာပေါ့နော်မမြင်ရတော့ government ပေါ့နော်ဆိုတော့ဒါဆိုလို့ရှိရင်ဒီမှာ question လေးတစ်ခုရှိတာပေါ့နော်ဆိုတော့ဒီစာရွက်စာတမ်းတွေကိုเนาะစာရွက်စာတမ်းတွေဥမာခုနကတော့စာရွက်အပုံလိုက်ကြီးကိုเนาะစာရွက်အပုံလိုက်ကြီးကိုPDF ဖိုင်လေးပြောင်းပြီး online ပေါ်တင်လိုက်ရုံပဲကိုအဲ့ဒါကိုဒီကြီးမားပြောင်းလဲမှုကြီးကြီးမားမားမဟုတ်ဘူးလို့ဘာကြောင့်ပြောတာလဲပေါ့နော်အဲ့ဒါလေးမေးခွန်းနားလဲဆိုတော့digital governance မှာခုနကပြောခဲ့သလိုပဲပေါ့နော်ဒါอืมဘာလဲဆိုတော့အခုလက်ရှိလုပ်နေတဲ့ manual ပုံစံကိုကွန်ပျူတာသုံးပြီးတော့အဲ့ဒီတိုင်းကွန်ပျူတာလေးသုံးကွန်ပျူတာနဲ့တွက်ပြောင်းလိုက်ရုံပဲမဟုတ်ဘူးပေါ့နော်ဆိုတော့ဒီ transformation စစ် digital transformation စစ်ဆိုတာကသူနည်းပညာကိုတခါဗဟိုပြုပြီးတော့စဉ်းစားလာတယ်ကို့မှာဘယ်လို data တွေရှိလဲဘယ်လိုနည်းပညာတွေရှိလဲဒါဆိုလို့ရှိရင်ဒီနည်းပညာတွေဒီ data တွေကိုအသုံးပြုပြီးတော့ user တွေအတွက်လိုအပ်ချက်เนาะထိထိရောက်ရောက်အဖြစ်ဆုံးဖြစ်အောင်လို့ငါတို့ရဲ့ procedure တွေเนาะဘယ်လိုပြောင်းလဲကြမလဲပေါ့နော်ခုနကတော့ e-government မှာเนาะဒီခုံနံပါတ်10ပြောသွားသလိုပဲเนาะဒီ e-government လောက်မှာဆိုလို့ရှိရင် तू ကကွန်ပျူတာတွေတော့သုံးလာကြတယ်အင်တာနက်တွေတော့သုံးလာကြတယ်ဒါပေမဲ့ဒီ print ထုတ်တာတွေ scan ဖတ်ပြီး email ပြန်ပို့ပြီးပြန် download အဲ့ဒါတွေကလုပ်နေရတော့မယ်เนาะလုပ်နေရတော့မယ် process က procedure မပြောင်းလဲသွားဘူးเนาะ तू သုံးတဲ့ tool တွေပဲပြောင်းလဲသွားတာအားကြောင့်မို့သူ့ကို digital transformation စစ်မဟုတ်သေးဘူးအပြည့်အဝမဟုတ်သေးဘူးလို့ပြောတာเนาะဆိုတော့အဲ့ဒါကိုနည်းနည်းလေးပို့ပြီးတော့ထပ်ရှင်းအောင်ဒီ digital governance နဲ့ e-governance နဲ့ digital governance ကဘာလဲဆိုတော့ e-governance ကအဓိက utility ပဲเนาะဒီပုံမှန် paper based လုပ်နေတဲ့ဟာတွေ manual လုပ်နေတဲ့ဟာတွေကို computer သုံးမယ် digital file တွေသုံးမယ်အဲ့ဒါကိုပြောတာ digital governance ကကြတော့ strategy မဟာဗျူဟာတွေပြောင်းလာတာเนาะကိုယ့်ရဲ့စဉ်းစားတဲ့ဟာတွေကိုဒီကိုယ်မှာရှိတဲ့ data တွေပေါ်မှာမူတည်ပြီးတော့စဉ်းစားလာတယ်เนาะပြီးလို့ရှိရင်အဲ့ဒါကိုတနည်းအားဖြင့်ဘယ်လိုပြောလို့ရမလဲဆိုတော့ဒီ e-governance ဆိုတာ ကကြတော့เนาะ tech project တစ်ခုပေါ့နော်ဥပမာငါတို့ဒီ department ကတော့ဘယ် website ကိုရေးမယ်ဟိပြီးလို့ရှိရင်ဒါလျှောက်လွှာတင်လို့ရအောင်ဘယ် application ဘယ် web application ရေးလိုက်မယ်ဘယ် mobile application သုံးပြီးတော့ဒီလုပ်ငန်းတွေကိုလုပ်လိုက်မယ်ဆိုတော့ project နဲ့တူတယ်ဒါ digital governance ကကျတော့ cultural shift ပေါ့နော် culture တစ်ခုလုံးကိုပါပြောင်းလဲသွားတဲ့ဟာမျိုးခုနကလို government ကြီးတစ်ခုလုံးတောင်မှ invisible ဖြစ်သွားတယ်ဆိုတဲ့ဟာမျိုးဒါတကယ်ကိုဒါ cultural shift ဖြစ်သွားတာပေါ့နော်ဆိုတော့ဒါ main concept အနေနဲ့ဆိုလို့ရှိရင်เนาะ e-governance ဆိုတာเนาะသူ့ရဲ့သူ့မှာပါဝင်တဲ့ဒီလုပ်ရိုးလုပ်ထုံးတွေကိုဒါမှမဟုတ်သူ့ရဲ့ file တွေပစ္စည်းတွေကို internet ပေါ်မှာတင်လိုက်တာ digital governance ကကြတော့ဒါဒီ digital society တစ်ခုတည်ဆောက်တာเนาะသူတို့ရဲ့ technique တွေက technology တွေကလည်းခုနတောက်လျှောက်ပြောလာတဲ့ဥစ္စာတွေဒီ e-governance မှာဆိုလို့ရှိရင်တော့ website တွေ emails တွေကိုအဓိကသုံးတယ် digital governance ကကြတော့ webs တွေเนาะပြီးရ AI တွေ big data တွေ cloud တွေသုံးနေเนาะဒီ big data တို့ AI တို့နဲ့ပတ်သက်ပြီးတော့ကြတော့နောက်ပိုင်းလာမယ့်အပတ်တွေမှာပေါ့เนาะနောက်ပိုင်းတွေမှာ future technology ဒီ trending technology ဆိုပြီးတော့နည်းနည်းပို့ပြီးတော့အသေးစိတ်ထပ်ပြောမယ်เนาะခုလောလောဆယ်တော့ big data တို့ AI တို့အဲ့လိုလေးပဲမှတ်ထားပေးပေါ့เนาะနောက်တစ်ခုကကျတော့ communication မှာဆိုလို့ရှိရင်ဒီ citizen တွေရဲ့ပါဝင်မှုကနည်းသေးတယ် e-governance မှာเนาะ digital governance မှာကျတော့ citizen တွေကဒီ governance ရဲ့ service တစ်ခုကိုမကြိုက်ဘူးလားသူတို့ real time ချက်ချင်း
feedback ပြန်ပေးလို့ရတယ်ဆိုတဲ့ဟာမျိုးပေါ့နော် UT citizen ရဲ့ပါဝင်မှုကလည်းအရင်မြင့်တယ်နော်ဆိုတော့e-governance မှာလည်းသူမှာတော့အချိန်ကုန်သက်သာတာတွေကုန်ကျစရိတ်သက်သာတွေတော့အများကြီးရှိတယ်ဒါပေမဲ့ဒီ digital governance မှာကျတော့ပို့ပြီးတော့outcome လည်းပိုကောင်းတယ်ပို့ပြီး innovation ပိုဖြစ်တာပေါ့နော်သူက culture ပါဒီကိုလုပ်နေတဲ့ထုံးတမ်းဓလေ့ယဉ်ကျေးမှုပါပြောင်းသွားတဲ့ဟာမျိုးဆိုတော့ဒါ digital governance မှာတော့ဒါပို့ပြီးတော့result လည်းပိုကောင်းတာပေါ့နော်ဒါနောက်ထပ်ဒီဥပမာတွေပြောတာပါအာ e-governance မှာဆိုလို့ရှိရင်တော့ဒါ G2C ပေါ့နော် G2C ဆိုလို့ရှိရင်ဒါdownload ဒီ file တစ်ခုကို website ကနေရုံးမှာသွားမယူတော့ဘူး website ကနေ download လုပ်တယ်ပြီးရင် website ကနေပြန်တင်တယ် digital governance မှာဆိုလို့ရှိရင်ကြတော့သူကဒီ text file တွေက auto ဗာလဲဒီသူအချိန်ရောက်လို့ရှိရင်ဒါ text ပြန်အားရမယ့်အချိန်ရောက်ပြီဆိုလို့ရှိရင် text ကဟိုမှာသူ့လို pension ကိုယူရမယ့်အချိန်ပေါ့နော်ရရမယ့်အချိန်ဆိုလို့ရှိရင်ကိုယ့်ရဲ့ bank account တွေကိုauto ဝင်နေတာမျိုးဘာလို့လဲဆိုတော့ဒီလူတစ်ယောက်ရဲ့အချက်လက်တွေအကုန်လုံးကသူ database တစ်ခုထဲမှာ centralize ရှိနေပြီသားဖြစ်လို့ပေါ့နော်နောက်တစ်ခါကျတော့ AI approve ပေါ့နော်ဒီလူတစ်ယောက်ရဲ့ဒီလျှောက်လွှာတစ်ခုတက်လာတယ်အဲ့ဒီလျှောက်လွှာဘယ်ပေါ်မှာမူတည်ပြီးတော့လောက်ရတဲ့လျှောက်လွှာလဲဆိုလို့ရှိရင်ဥပမာသူ့မှာ criminal record တွေရှိလားเนาะပြီးလို့ရှိရင် तू ကဒီလိုအပ်တဲ့အခွင့်အရေးအလုံးဆောင်ထားလားเนาะပြီးလို့ရှိရင်အမ်ပြီးတော့ကျတော့သူ့ရဲ့နေရက်လိပ်စာတို့ဘာတို့ကလည်းဒီစီမင်းစီကံသတ်မှတ်ချက်တွေနဲ့ကိုက်ညီလားဆိုတဲ့ဟာအဲ့ဒီ data တွေအကုန်လုံးသူ့ database ထဲမှာရှိပြီးသားအဲ့ဒါကိုလူတစ်ယောက်ကထိုင်စစ်နေစရာမလိုတော့ဘူးဒီအချက်လက်တွေကိုတိုက်စစ်ကြည့်ပြီးတော့ AI ကเนาะဒီထဲမှာသူရဲ့သုံးထားတဲ့ AI နည်းပညာကသူကလည်းသူ approve လုပ်ပေးလိုက်တယ် approve လုပ်ထားတဲ့ application ကဒါ citizen စီကိုချက်ချင်းပြန်ရောက်သွားတယ်ပေါ့နော်အရမ်းမြန်တယ်နောက် G2G ပေါ့နော် G2G ကလည်းအဲ့လိုပဲဒါ government to government ခုနကတော့လို့ emails တွေနဲ့report တွေပို့တာမျိုးမဟုတ်တော့ဘူးဒီ real time synchronization တပြိုင်နက်တည်းမှာမျောစာတွဲဆိုတာမိတ္တူကိုဘယ်ဌာနတွေပို့ပါတယ်ဆိုလို့ရှိရင်ဒါ e-government ဆိုလို့ရှိရင်ဒါ email တွေမှာเนาะ email တွေမှာအကုန်လုံး CC တွေခံပြီးတော့ government တွေပို့တာကိုမြင်အောင်ကြည့်လို့ရတယ်။ဒါပေမဲ့ digital governance ဆိုလို့ရှိရင်ဒီတစ်ခုကို upload လုပ်လိုက်တာနဲ့သူ့သက်ဆိုင်ရာတွေထဲကိုတပြိုင်နက်တည်းပေါ့နော်တပြိုင်နက်တည်းရောက်သွားတာမျိုးရှိရယ်။နောက်တစ်ခုကကြတော့ဒီဒါနောက်ဥပမာတစ်ခုပေါ့နော်ဥပမာကကြတော့ခုနပြောသလိုကိုက health department เนาะ tax department social security ဒီ department တွေကနေကိုကအဲ့လိုမျိုးအလုပ်လုပ်ရမယ်ဆိုလို့ရှိရင်ဒီကနေ service ယူရမယ်ဆိုလို့ရှိရင်ဒါအရင်တော့ဆိုလို့ရှိရင်ဌာနတစ်ခုချင်းစီကိုသွားရတယ်ပေါ့နော် digital governance ကကြတော့but ဒီနိုင်ငံမှာကိုဘယ်ချက်လက်တွေနဲ့မွေးလာလဲတစ်ခါတော့စီရင်သွင်းထားလိုက်เนาะဒီ department တွေအကုန်လုံးမှာဒီ data တွေရှိတယ်ဆိုတော့ကြတော့ဟိုကလေးတွေကစပေါ့နော် child benefit တို့ပါတော့ဒီမှာတော့ child benefit တွေမရှိပါဘူးဒါလို့ရှိရဆိုလို့ရှိရင်ပေါ့လေရှိရဆိုလို့ရှိရင်ဒါသူ့ရဲ့အချက်လက်တွေပေါ်မှာမူတည်ပြီးတော့ဒီမိသားစုကတော့ income ဘယ်လောက်ပဲရှိရဲเนาะကလေးကဘယ်နှစ်ယောက်ရှိရဲဘယ်နှစ်နှစ်အောက်ကဘယ်နှစ်ယောက်ရှိရဲဆိုတဲ့ဟာကိုအဲ့လို big data analytics တွေသုံးပြီးတော့လိုအပ်တဲ့လိုအပ်တဲ့လူတွေစီကို service မြန်မြန်ရောက်အောင်လုပ်ပေးနိုင်တယ်เนาะဒါဆိုလို့ရှိရင်ဒီနေရာမှာမေးစရာရှိတာပေါ့လေမေးစရာရှိတာကဘာလဲဆိုတော့အာကိုကအဲ့လိုမျိုးဖြစ်ဖို့ဆိုလို့ရှိရင်ကိုယ့်ရဲ့ data တွေကနော်ကိုယ့်ရဲ့ data တွေကအပြည့်အဝဒီ government ရဲ့ database ထဲကိုရောက်သွားမှာနော်အဲ့ဒါကကိုယ့်ရဲ့ privacy မှာကိုယ်ဝင်ငွေဘယ်လောက်ရှိလဲလို့ပါလို့ပေါ့နော်ပြီးလို့ရှိရင်မိသားစုဘယ်နှစ်ယောက်ရှိလဲနော်ထားပါတော့ဒါမိသားစုကဟိုတချို့မိသားစု complicate ဖြစ်တဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါတွေကိုကိုကအဲ့လို data တွေကိုလိုလားလားပေးနိုင်သလားပေါ့နော်ဆိုတော့အဲ့ဒါ privacy ဖြစ်တယ်နောက်တစ်ခုကကျတော့တစ်ဖက်ကကြည့်ပြန်လို့ရှိရင်လည်းအဲ့ဒီ data တွေပေးထားလို့ရှိရင်ကိုယ့်တက်ကအရန်ကိုအဆင်ပြေနေတာနော်ဒါဆိုလို့ရှိရင်ကိုယ်ဆိုရင်ရောဘယ်လိုမျိုးသဘောဘယ်လိုမျိုးဘယ်လိုမျိုးစဉ်းစားလဲပေါ့နော်အခု context မှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှင်ဒီနောက်9နှစ်လောက်မှာဖြစ်လာမယ့် context မှာပဲဖြစ်ဖြစ်ဒီ privacy နဲ့ convenience ကိုဘယ်လိုရွေးချယ်မလဲဘယ်လိုweight လုပ်မလဲဘယ်လိုချိန်ဆမလဲပေါ့နော်အဲ့ဒါလေးလည်းဆွေးနွေးပြပါအောင်
ပန်ဆန်ကိစ္စတွေပါမယ်ပေါ့နော်ပင်စင်ကိစ္စတွေလာပါမယ်ပြီးတော့ကြတော့ဟိုမှာဒီကလေးထောက်ပံ့စရိတ်တို့ပြီးတော့မတန်ဆွမ်းသူထောက်ပံ့စရိတ်တို့ပေါ့နော်အဲ့လိုမျိုးဒီပညာရေးထောက်ပံ့စရိတ်တို့ဒါမျိုးတွေပါမယ်ပေါ့နော် welfare ဆိုတဲ့နေရာမှာအဲ့လို welfare ကိစ္စတွေကိုအဲ့လိုမျိုးထောက်ပံ့စရိတ်ပဲဖြစ်ဖြစ်အဲ့လို service တွေနဲ့ပတ်သက်ပြီးတော့ကနော်အဲ့လို service တွေနဲ့ပတ်သက်ပြီးတော့ကဒါသူလောက်ရတဲ့ flow တွေနော် digital governance မှာဆိုလို့ရှိရင်ဘယ်လိုဖြစ်လာနိုင်တယ်လဲဆိုတဲ့ဟာကိုဒါဒီမှာနောက်ထပ်ဥပမာတစ်ခုပေါ့လေဒါ online ကနေ online portal ကနေပြီးတော့သူ register လုပ်လိုက်တယ်နောက်ပြီးလို့ရှိရင် national ID သူ့ရဲ့ ID တစ်ခု ID တစ်ခုထည့်လိုက်လို့ရှိရင်သူ့ရဲ့ ID ထည့်လိုက်တာ ਨੇ ဒီ ID နဲ့ဒီ ID ပိုင်ရှင်ရဲ့ပေါ့နော်ထည့်ထားတဲ့ data တွေเนาะအကုန်လုံးကချိတ်ဆက်ပြီးသားဖြစ်သွားမယ်ချိတ်ဆက်ပြီးသားဖြစ်တော့သူ့ရဲ့အချက်လက်တွေပေါ့နော်ခုနကနံပါတ်8ရဲ့နံပါတ်8ရဲ့သူမပေးခြင်းတဲ့ data တွေအဲ့ဒီမှာရှိနေမှာသူမိသားစုရဲ့အချက်လက်တွေပေါ့နော်အာအာသူမိသားစုပဲတယောက်ရှိလဲအလုပ်ကိုင်ကဘာတွေရှိရဲနောက်ဝင်ငွေရတစ်လဝင်ငွေရဒါပြမျှဘယ်လောက်ရှိရဲပေါ့နော်ဒါမျိုးတွေရှိဆိုတော့အဲ့ဒါတွေအကုန်လုံးကအဲ့ data တွေကရှိနေမယ်ပြောကြတော့ eligibility ဆိုတော့ तू ကထောက်ပံ့စေပေးမဲ့သူဆိုလို့ရှိပေးရမဲ့သူဆိုလို့ရှိရင်ဥမာအိမ်ထောင်တစ်ခုမှာကလေးကဘယ်နှစ်ယောက်ရှိရမယ်เนาะပြီးရဘယ်နှစ်နှစ်အောက်ကဘယ်နှစ်ယောက်ရှိနေเนาะထောက်ပံ့စေကဘယ်လောက်เนาะမတန်ဆွမ်းသူဘယ်နှစ်ယောက်ရှိနေမတန်ဆွမ်းသူရှိနေသလားပေါ့เนาะအဲ့လိုမျိုးတွေပေါ်မှာမူတည်ပြီးတော့ eligibility ဆိုတာရှိဆိုတော့အဲ့ eligibility ဆိုတာတော့ဒီဘယ်လိုပြောမလဲအကျုံးဝင်တဲ့သူပေါ့နော်အကျုံးဝင်မှုရှိမရှိကိုသူက decision လုပ်တယ်ပြီးတော့ကြတော့ benefit ကလည်း transfer ပေါ့နော်တကယ်လို့ငွေပေးမယ်ငွေပေးဖို့လိုတယ်ပေါ့နော်ထောက်ပံ့စရိတ်တွေပေးဖို့လိုတယ်ဆိုလို့ရှိရင်လည်းဒါကိုယ်တိုင်ကသွားမထုတ်ဘူး electronically transfer လုပ်မယ် transfer လုပ်တဲ့အခါကျတော့ဒါအခု KPay တော့ဘာလို့ဆိုလို့ရှိရင်လည်းရမ်းစင်ပြေတယ်လေကိုပတ်စံလွှဲထားလားမလွှဲထားလားရောက်လားမရောက်လားဆိုတာဟို history ပြန်ကြည့်လိုက်ရင်ကိုအကုန်လုံးကရှင်းနေတာပေါ့လေဆိုတော့အဲ့ဒါကအရန်စင်ပြေဆိုတော့အဲ့ဟာကလည်းဒီပြန်ပြီးတော့စစ်ဆေးဖို့အတွက် audit လုပ်ဖို့အတွက်ကအဆင်သင့်ဖြစ်နေတယ် outcome အနေနဲ့တော့ processing ကပို့ပြီးတော့မြန်လာမယ်เนาะပြီးလို့ရှိရင်ဒီ human ရဲ့ discretion ပေါ့နော်ဒီလူတွေရဲ့အလွဲသုံးစားမမှန်မကန်လုပ်တာတွေရော့ကျသွားမယ်ပြီးတော့ကြတော့ trace လိုက်လို့ရတယ်เนาะဘယ်နေ့တုန်းကဟိုမှာလူကမှတ်ထားရင်မှလူကချရင်မှမှားနိုင်သေးတယ်အဲ့ KPay တို့ဘာလို့ transaction လုပ်တဲ့ဟာဆိုလို့ရှိရင်မနေ့ကဘယ်ချိန်เนาะဘယ်နှစ်နာရီဘယ်နှစ်စက္ကန့်မှာဘယ်လောက်လွှဲထားတာဆိုတာစ trace ပြန်လိုက်လို့ရတယ်ခြေရာပြန်ကောက်လို့ရတယ်ဆိုတော့အဲ့ဒီအတွက်ကိုဒါအရန်အသုံးဝင်တယ်ပေါ့နော်ဒါကဥပမာ case study တခုကိုပြောပြတာဆိုတော့ဒီ digital governance system တွေက corruption เนาะဒါမြန်မာပြည်မှာမှမဟုတ်ပါဘူးတော်တော်များများမှာအရန်ကိုဒီ government လို့ပြောလိုက်လို့ရှိရင်အရန်အဖြစ်များတဲ့ဟာပေါ့နော်ဖြစ်များတဲ့ပြဿနာပါလဲဆိုတော့ဒါ corruption ပေါ့နော် corruption အကြောင်းဒီ corruption ကဒီ traditional system တွေမှာဘယ်လိုဖြစ်နိုင်လဲဆိုတော့ဒီ bribe လုပ်တာပေါ့ဖားတာเนาะဖားတာလက်ဆောင်တွေပါပေးပြီးတော့เนาะလက်ပေးလက်ယူလုပ်တာเนาะဖားတဲ့ကိစ္စတွေရှိရယ် ghost beneficiaries ဟာဒီစလုံးတော့အရင်ကြိုက်တယ်ဘာလဲဆိုတော့အာစရင်ကရှိနေတယ်နော်စရင်ကရှိနေတယ်လူကမရှိဘူးစရင်ထဲမှာနော်ဒါမျိုးတွေလည်းကြားဘူးကြမှာပါနော်စရင်မှာကြတော့ဒီခံစားခွင့်ကိုထုတ်နေရတယောက်ကတယောက်မှာ10ယောက်ဆိုလဲ10ယောက်ကထုတ်နေဒါပေမဲ့အဲ့ထုတ်နေတဲ့10ယောက်ကအမှန်တကယ်မရှိဘူးရှိတဲ့တယောက်ကပဲအကုန်လုံးတင်းကြုံပြီးယူထားတာမျိုးနော်အဲ့ဒါကို ghost beneficiary လို့ခေါ်တာပေါ့နော်နောက်တစ်ခါကျတော့ manual data manipulation သူကဒီ data manipulate လုပ်တာကလည်း manual ဖြစ်တဲ့အခါကျတော့ဒါလူကမှားလဲမှားနိုင်တယ်နောက်တစ်ခုမှားတာချက်ပို့ပြီးတော့ဆိုးတာတော့ဒါလက်စားတာပေါ့နော်စရင်းတွေလိမ်နေဖွက်တယ်ပြီးတော့အဲ့ဒါကိုလက်စားတယ်ပြီးတော့ကျတော့ audit လုပ်ရတာလည်းခက်တယ်ဘာလို့လဲဆိုတော့ခုနကပြင်စရင်းတွေကပြင်လို့လိမ်လို့ရနေပါတော့ဒါ audit ဘယ်လောက်ပဲလုပ်မှားတဲ့ audit ပဲထွက်လာမှာပေါ့လေဆိုတော့သူ့ရဲ့ consequence အနေနဲ့ကြတော့ဗာလဲဆိုတော့misallocation of resource တော့ငွေတွေကသုံးသင့်နေနဲ့သုံးသင့်တဲ့တကယ်သုံးသင့်တဲ့နေရာမှာမသုံးဖြစ်တာမျိုးတွေเนาะအဲ့လိုမျိုး resource တွေက misallocate ဖြစ်တာပေါ့เนาะသွားပြီးတော့ယာထားတဲ့နေရာတွေကမှားနေတာပေါ့เนาะနောက်တစ်ခုကကြတော့ဒီ public trust ကလည်းအဲ့ဒါဆိုတော့လုံးဝမရှိတော့ဘူးအဲ့မှာဒီအစိုးရကိုမယုံကြည်တဲ့ပြည်သူတွေပဲများလာမှာပေါ့เนาะနောက်တစ်ခုကကြတော့ vulnerable population တွေကပို့ပြီးတော့เนาะသူတို့ကိုခြံလှပ်ထားတာမျိုးတွေဖြစ်နိုင်တယ်အဲ့တော့ခုနပြောသလိုလေဒီ
resource တွေ allocate လုပ်တာ resource တွေချမှတ်တာเนาะအရင်းမြစ်တွေချမှတ်တာတတ်မှတ်တဲ့ဥစ္စာကမှားနေပြီဆိုလို့ရှရင်တကယ်ရတဲ့လူကမရဘူးเนาะမရတဲ့လူကရနေတာမျိုးဖြစ်နိုင်တယ်အဲ့ခါကြလို့ရှရင်ဒီတကယ်ရတဲ့ vulnerable ဖြစ်တယ်ပေါ့เนาะတကယ်လိုအပ်နေတဲ့သူတွေကသူတို့ကိုခြံလှပ်မိတာမျိုးတွေဖြစ်နိုင်တယ်ဒါကတော့ traditional system တွေမှာပေါ့လေအဲ့ဒါကိုဒီ digital စနစ်တွေမှာကြတော့ဘယ်လိုမျိုးလုပ်ပေးထားလဲဆိုတော့ဒါ AI ကကြားထဲမှာ decision making လုပ်ပေးတယ်ဆိုလို့ရှိရင် AI ကိုတော့သွားဖားလို့မရဘူးလေနော်သွားဖားလဲဘာမှ तू ကလုပ်ပေးမှာမဟုတ်ဆိုတော့အဲ့ဒီကိစ္စကြီးယော့သွားမယ်เนาะပြီးလို့ရှိရင်ဒီ discretionary power လည်းယော့ကျသွားမယ်เนาะကိုယ့်ကိုဖားလိုက်လို့တယောက်က तू လိုသလိုလှည့်လိုက်တာမျိုးတွေလည်းမရှိတော့ဘူး digital audit တွေလည်းရှိလာမယ်ဥပမာ fine တစ်ခုကဘယ်တော့ကဘယ်အချိန်မှာဘသူကလက်မှတ်ထိုးလိုက်တာလဲဆိုတဲ့ဟာတွေတောက်လျှောက်ဒီ digital footprint လို့ခေါ်တာပေါ့နော် digital ဒီနည်းပညာသုံးပြီးတော့လုပ်ထားတဲ့ activity တွေအကုန်လုံးကသူကတောက်လျှောက်ကရှိနေတာလေနော်ဆိုတော့ဒီ digital audit အတွက်လည်းသူမှာအဲတက်တည်အနေနဲ့ရှိနေမယ်ပြီးလို့ရှိရင် electronic payment တွေပေါ့နော်ဒီ electronic payment မှာ bank account ကနေလွှဲတာမျိုးတွေပါတယ်ရှိလာမယ်ဆိုတော့ခါကြတော့ဒီ transparency ကတော့เนาะပွင့်လင်းမြင်သာမှုကတော့အများကြီးပို့ပြီးတော့တိုးတက်လာမယ်ဒါဆိုလို့ရှိရင်တော့ဒါပြည်သူရဲ့ယုံကြည်မှုကလည်းပို့ပြီးတော့များလာမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းမွန်တဲ့ဒီလူမှုပတ်ဝန်းကျင်ပေါ့နော်ဒါပြည်သူတွေစိတ်ချမ်းသာမယ်ပြည်သူပြည်သားတွေစိတ်ချမ်းသာမယ်နေလို့ကောင်းတဲ့နိုင်ငံတစ်ခုပေါ့နော်ဒါမျိုးဖြစ်လာနိုင်တာပေါ့ဒါ social welfare ပေါ့နောက်တစ်ခုကကြတော့ဒီ big data တွေကိုသုံးပြီးတော့ဗာဖြစ်လဲဆိုတော့ဥမာခုတနိုင်ငံလုံးမှာရှိတဲ့ data တွေကို big data analytics နဲ့analyze လုပ်လိုက်တယ်ဟာဘယ်နေရာတွေကတော့เนาะဘယ်နေရာတွေကတော့အစာရေးဒီအစာရေးစာမလုံလောက်ဘူးเนาะဘယ် data တွေကဘယ် data ကလေးတွေကတော့ဒါသူတို့အာဟာရချို့တဲ့နိုင်ခြေများနေတယ်ဆိုတဲ့ဟာမျိုးတွေเนาะtarget လုပ်ပြီးတော့ကူညီမှုပေးနိုင်တယ်เนาะနောက်တစ်ခုကကျတော့ accessibility ကကျတော့ဒီdisability တွေအတွက်မတန်ဆွမ်းတဲ့သူတွေအတွက်ဒါမှမဟုတ်လို့ရှိရင်အလုပ်မရှိတဲ့သူတွေအတွက်เนาะသူတို့အတွက်အကျိုးရလဒ်တွေခံစားခွင့်တွေကိုဒါပို့ပြီးတော့ဖန်တီးပေးနိုင်မယ်ပေါ့နော်ဒါဒီမှာဆိုလို့ရှိရင်ဒီအက်စတိုးနီးယားเนาะအက်စတိုးနီးယားသူကယူရိုပကနိုင်ငံတစ်ခုကျွန်တော်တို့တိတ်တော့မကြားဘူးဒီဟာစာအုပ်ဖတ်ရင်းနဲ့မှာအက်စတိုးနီးယားဆိုလို့အမှလိုက်ရှာကြည့်ရသေးတယ်။ तू ကဒီကမ္ဘာပေါ်မှာဆိုလို့ရှိရင်တော့ဒီ digital governance ဟိုအအောင်မြင်ဆုံးနိုင်ငံတစ်ခုပေါ့နော် digital governance digital ဒီမြို့တော်ပေါ့နော် digital နိုင်ငံလို့ကိုတင်စားပြီးတော့ပြောရတယ်နောက်တစ်ခုကတော့စင်ကာပူပေါ့နော်စင်ကာပူလည်းတော်တော်လေးသူတို့ transformation လုပ်လာနိုင်တယ်လုပ်နိုင်ကြတယ်ဆိုတော့အဲ့ဒါလည်းတော်တော်လေးကောင်းတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာခုနပြောသလိုပဲเนาะဒီခုနပြောသလိုပဲဒီမှာဘာဖြစ်လာလဲဆိုတော့ automated inequality ပေါ့နော်ဆိုတော့အာအကုန်လုံးက automation ဖြစ်လာတဲ့ခါကျတော့เนาะအမှားကလည်း auto เนาะမှားမယ်ဆိုလို့ရှိရင်လည်း auto မှားတာမျိုးပေါ့နော်တကူးတကရည်ရွယ်ပြီးမလုပ်တော့မှ auto မှားတယ်เนาะဒီ service တွေကလည်း automation ဖြစ်လာတဲ့ခါကျမှအမှားကလည်း automation ဖြစ်လာတယ်ပေါ့နော်ဒါ automated inequality တွေလည်းရှိလာတယ်ပေါ့လေဒါနောက်မှာ slide နောက် slide တွေမှာထပ်ပြီးတော့ပြောမယ်ဆိုတော့ social service ကလည်းဘယ်လိုဖြစ်လာမလဲเนาะဒါ social service နဲ့ပတ်သက်တဲ့ဥစ္စာလည်းဒီဆိုတော့အခု Facebook တို့ဘာတို့မှာလဲလေ Facebook တို့ YouTube တို့လည်းမှာ automation တွေတအားများတယ်လေအရင်များတဲ့ခါကျတော့အဲသူလည်းမှားတာပဲ AI လည်းမှားတာပဲဥပမာဆိုလို့ရှိရင်တချို့ artist တွေရှိတယ်သူ့ရဲ့ဒီသူ့ရဲ့တခြင်းတစ်ပုတ်ပေါ့နော်သူ့ရဲ့တခြင်းတစ်ပုတ်ကိုတခြားလူတွေကသူ့ထက်အရင် YouTube ပေါ်မှာပဲဖြစ်ဖြစ် Facebook ပေါ်မှာပဲဖြစ်အရင်တင်လိုက်တယ်အမှန်တော့တခြင်းကသူ့တခြင်းအရင်တင်တာကသူမဟုတ်တခြားလူတယောက်ကဥပအောင်တင်လိုက်တယ်သူတကယ်တင်ပြီဟေ့ဆိုတဲ့ခါကျရင် YouTube တို့ဘာတို့ကဟာဒီမှာအရင်တင်ထားတဲ့သူရှိရယ်ပိုင်ရှင်ကအရင်တင်ထားတာကို तू ကဘာလို့ပြန်တင်တာလဲဆိုပြီးတော့သူ content ကိုဖြတ်ချပစ်တာမျိုး warning ပို့တာမျိုးတွေရှိတယ်ဆိုတော့ AI ကတော့ သူအရင်လဲเนาะဒီနိုင်ငံမှာဘယ်အဆိုတော့ဘယ်လိုဆိုတော့ तू နားမလဲဘူးလေအဓိကသူ platform ပေါ်ကိုဘယ်ကောင်အရင်ရောက်လာလဲဆိုတာပဲ तू ကသိတာဆိုတော့အဲ့လိုမျိုး အဲ့ဒီအတွက်ကို तू algorithm ကို तू အဲ့ဒီအတွက်ကိုလှုပ်ထားတာဆိုတော့တစ်ခါလေကျရင် algorithm เนี่ยတလန်းသွားလေเนาะတလန်းသွားဆိုတော့အဲ့မှာ bias တွေဖြစ်လာနိုင်တယ်ဆိုတော့အဲ့သဘောပဲပေါ့เนาะဆိုတော့ဒီ automation တွေများလာတဲ့ခါမှာကြာလို့ရှရင်လဲဒါ
ပြဿနာကြီးရှိလာတာပဲအဲ့ဒါကြောင့်မို့ဒီ Facebook တို့ YouTube တို့မှာဆိုလို့ရှိရင်ဒါလူကိုယ်တိုင်ပေါ့နော် human review လုပ်ပေးပါဆိုပြီးတော့ appeal လုပ်ရတယ်ခါလေးကျရင် AI တွေကမှားတဲ့အတွက်เนาะ AI ကအမှားလုပ်တဲ့အတွက်ဒီနေရာမှာလူကိုယ်တိုင်ဝင်ပြီးတော့စစ်ဆေးပေးပါဆိုပြီးတော့ appeal လုပ်ရတဲ့ဟာမျိုးတွေရှိရပေါ့เนาะဆိုတော့ဒီမှာ algorithm မှားသွားတဲ့အတွက် automated inequality ဖြစ်လာတာမျိုးတွေလည်းရှိရပေါ့เนาะဆိုတော့အဲ့ဒါကိုဘာလို့ခေါ်လဲဆိုတော့ black box algorithm ပေါ့နော် black box ကကြတော့ဒီအထဲမှာဘယ်လိုလုပ်ထားလဲเนาะအထက်ကချင်းနေเนาะဒီဟိုမှာမြန်မာပြည်ကဘယ်ဆိုတော့ဘယ်လိုပဲဆိုတော့ဘယ် YouTuber တော့ဘယ်လိုသူများပစ္စည်းကိုယူပြီးတင်တတ်တာဆိုတဲ့ဟာတွေ तू နားမလဲဘူးเนาะ तू နားလဲတာကဒါဒီ algorithm မှာဒီလိုပြောထားရင်ဒီလိုလုပ်မှာပဲเนาะအဲ့ဒါကိုဆိုတော့အဲ့ဒါကိုကြတော့ဒီ black box algorithm လို့ခေါ်တာပေါ့เนาะဒီ black box algorithm နဲ့သူက decision လောက်လိုက်တဲ့အခါမှာသူမှားတာကြီးဖြစ်နိုင်တယ်ဆိုတော့အဲ့ပြဿနာတွေတော့ရှိရပါတော့ဆိုတော့ဒီနောက် case study တစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒါကလည်းအာဟိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ပေါ့နော်ဒီ Dutch Child Care Benefit Scandal ဆိုတာရှိတယ်အဲ့ဒီမှာလဲသူကဒီ case တစ်ခုရှိတာပေါ့နော် case တစ်ခုကဒီသူ့ရဲ့ algorithm အမှားကြောင့်ပေါ့နော် algorithm မှားသွားတဲ့အတွက်ဒီတချို့ ethnic minority တွေကိုเนาะ ethnic minority တွေကိုသူဒီဘာလဲမှားပြီးတော့ပေါ့နော်မှားပြီးတော့သူအာ flag လုပ်မိတဲ့ဟာမျိုးတွေပေါ့နော်ဒီသူတို့ပေးနေတဲ့ဒီ service တွေဒီ childcare benefit တွေပေါ့နော် childcare service တွေကိုသူရက်ပစ်လိုက်တာမျိုးဒါ algorithm ရဲ့အမှားကြောင့်ပေါ့နော်အဲ့ဒီဥစ္စာတွေလည်းရှိနိုင်တယ်ဆိုတော့ခုနကတော့ငါပြောတဲ့ဟာတွေကတော့เนาะဒီ automation ကဘာဖြစ်စေလဲဆိုတော့ invisible government เนาะအဲ့လိုပြောရလောက်တဲ့အထိဒီသူတို့ရဲ့ government နဲ့ပြည်သူနဲ့ကြားကဆက်သွယ်ရေးကိုပို့ပြီးတော့အတားအဆီးမဲ့စေတယ် automation များတဲ့အတွက်ခုနလိုလူကိုသွားဖားတာမျိုးတွေเนาะပြီးတော့ကြတော့ ghost beneficiary ပေါ့เนาะလိမ်လည်လှည့်ပြားတာတွေတော့နည်းသွားတယ်ဒါပေမဲ့ automation ဖြစ်သွားတဲ့အတွက်သူ့မှာလည်းဒီ error တချို့လည်း auto ပါလာနိုင်တာတွေရှိတယ်ဆိုတဲ့ဟာကိုပြောပြတာเนาะဆိုတော့အဲ့ခါကြလို့ရှိရင်လူမလိုဘူးလားဆိုတဲ့ဟာပေါ့နော် automation တွေကြီးပဲဖြစ်လာပြီဆိုလို့ရှိရင်ဒါဆိုရင်လူမလိုဘူးလားဆိုတဲ့မေးခွန်းကိုအဲ့ဒါနဲ့ပဲပြန်ဖြေရမှာပေါ့နော်တချို့တစ်စိတ်တစ်ပိုင်းကိုအဲ့ဒါနဲ့ပဲပြန်ဖြေရမှာဖြစ်တာပေါ့ဆိုတော့ဒီ digital governance ကတော့ဟုတ်ပြီခုနပြောသွားတဲ့ဟာ so great เนาะအရန်ကောင်းတယ်ဒီဟာဒါလုပ်နိုင်မယ်ဆိုလို့ရှိရင်တော့ဒါတော်တော်လေးအကျိုးရှိမယ်ဒါပေမဲ့သူ့မှာbarriers တွေတော့ရှိတယ်เนาะ success ဒီဟာအောင်မြင်မြင်သုံးနိုင်ဖို့ဆိုလို့ရှိရင်တော့သူ့မှာ success ဖြစ်တယ်เนาะပထမ digital divide เนาะ digital မညီမျှတာတွေပေါ့เนาะဥပမာတက်ကြီးရွယ်အိုတွေကိုဒီ platform ထဲမှာဆွဲသွင်းဖို့အရန်ခက်ခဲမယ်ပြီးတော့ကျတော့ဒီ device တွေမဝယ်သုံးနိုင်တဲ့ low income family တွေပါလာဖို့ခက်ခဲမယ်နောက်ကျေးလက်တောရွာဒေသတွေပေါ့နော်သူတို့မှာဒီ digital literacy လည်းမရှိဘူးเนาะဒီဟာတွေနည်းပညာတွေကိုဘယ်လိုသုံးရမလဲဆိုတဲ့ဟာတွေလည်းမရှိဘူးနောက်တစ်ခုကကျတော့เนาะ legacy system တွေเนาะတကယ် legend လို့ပြောအဲ့ဒါတွေကကြတော့ဗာလဲဆိုတော့တကယ် system အိုးအဟောင်းကြီးတွေပေါ့နော် old database ကြီးတွေ old database တွေကတစ်ခုနဲ့တစ်ခုစကားမပြောဘူးဆိုတာကတစ်ခုနဲ့တစ်ခုချိတ်ဆက်လို့မရဘူးပေါ့နော်တစ်ခုနဲ့တစ်ခုချိတ်ဆက်လို့မရတဲ့ခါကျတော့ဒီသူတို့ပေါ်မှာအခြေခံပြီးလုပ်ငန်းလည်ပတ်လို့မရဘူးနောက်တစ်ခုကကျတော့ trust ဒါခုနတောက်လျှောက်ပြောနေတဲ့ဟာပေါ့နော်ပြည်သူကဒီသူ့ရဲ့ data တွေပေးလိုက်ဖို့ကိုဒီအစိုးရကိုမယုံကြည်ဘူးဒါဆိုလို့ရှိရင်တော့ဒါ digital governance ကဘယ်တော့မှဖြစ်လာမှာမဟုတ်နော်နောက်တစ်ခုကကျတော့ဒီ digital literacy ပြည်သူကလည်းယုံကြည်ရဲเนาะပါဝင်ခြင်းတယ်ဒါပေမဲ့သူဘယ်လိုပါဝင်ရမှန်းမသိဘူးเนาะအဲ့မှာ digital literacy မရှိပြန်ရင်လည်းအသုံးပြုလို့မရဘူးပေါ့နော်အဲ့အကြောင်းမို့ဒီ digital education လို့ပြောမယ်ဆိုလို့ရှိရင်ဒီ digital literacy တွေပါအားလုံးပါတယ်ဒီနည်းပညာတွေကိုဘယ်လိုဖန်တီးရတယ်လဲဆိုတာပဲမဟုတ်ဘူးဘယ်လိုသုံးရတယ်လဲဆိုတဲ့အဆင့်ပေါ့နော်ခုနက IT education နဲ့ digital education ကိုပြောသွားတာမှတ်မိလား IT education ဆိုလို့ရှိရင်ဒီနည်းပညာတွေဒီ system တွေဘယ်လိုအလုပ်တလဲအလုပ်လုပ်တလဲဆိုတဲ့ဟာကိုလေ့လာတယ်ဘယ်လိုပြုလုပ်ရမလဲဆိုတဲ့ဟာကိုလေ့လာတယ် digital education ဆိုလို့ရှိရင်တော့ဘယ်လိုသုံးရတယ်လဲဆိုတာကစเนาะဒါဒီ literacy ပေးတာကစပညာပေးတာကစ awareness တွေပေးတာကစဒါ digital education နဲ့မှာပါသွားတာပေါ့လေ
Okay ဒါဆိုလို့ရှိရင်တော့ဒါခဏနေကြလို့ရှိရင် discussion လုပ်ရမယ့်ဟာဖြစ်ပါတယ်ဆိုတော့ welfare decision တွေကိုเนาะလူအစား system ကိုပဲလုံးဝပုံအပ်လိုက်လို့ရပြီလားเนาะနောက်တစ်ခုကကြတော့ခုနကတော့ငါမဲခုနကတော့ငါလည်းနည်းနည်း short question မေးခွန်းတစ်ခုမေးပြီးသွားရင်เนาะ efficiency နဲ့ privacy government နေเนาะအစိုးရတွေအနေနဲ့เนาะထိရောက်မှုနဲ့ privacy ကိုသူတို့ဘယ်လိုမျိုး balance ဖြစ်အောင်ကင်တွယ်သင့်တယ်လဲเนาะသူ့ရဲ့လုပ်ငန်းဆောင်တာတွေကိုလည်း efficient ဖြစ်စေခြင်းနဲ့ထိရောက်ရောက်ဖြစ်စေခြင်းနဲ့ automation တွေနဲ့လုပ်ခြင်းနဲ့ဒါပေမဲ့တစ်ဖက်ကလည်းเนาะကိုယ့်ရဲ့ပြည်သူပြည်သားတွေ citizen တွေရဲ့ privacy ကိုလည်းကိုကကာကွယ်ခြင်းနဲ့เนาะ privacy ကိုလည်းသေချာစေခြင်းနဲ့ဒါဆိုလို့ရှိရင်ဘယ်လိုမျိုးတွေလောက်တင်တယ်လဲเนาะ data တွေကိုဘယ်လိုကောက်တင်လဲ data တွေကိုဘယ်လိုပဲသုံးတင်တယ်လဲဘယ်လိုတွေထိန်းသိမ်းတင်တယ်လဲဆိုတဲ့ဟာကိုပေါ့เนาะအဲ့ဒါကိုခဏနေကြလို့ရှိရင် discuss လုပ်ပေးပါเนาะ10မိနစ်လောက်15မိနစ်လောက်ပေါ့ဆိုတော့ဒီနေ့ lecture overview ကိုနည်းနည်းလေးအရင်သွားလိုက်မယ်เนาะ discussion မသွားခင်မှာဆိုတော့ e-government နဲ့ digital government ကဘာကွာလဲဆိုတော့ e-governance ဆိုတာသူက utility ဖြစ်တယ်เนาะသူ tools တွေကိုနည်းပညာတွေကိုယူပြီးတော့သုံးလိုက်တာเนาะ governance ကကြတော့သူက mindset ကိုပါ design ကိုပါပြောင်းလိုက်တာပေါ့เนาะနောက် framework ကကြတော့ဒါ e-governance ကကြတော့ဒါသူ့မှာဘယ်သူတွေပါဝင်နေเนาะဟိုနည်းပညာပါတယ်လူတွေပါတယ်ဆိုတဲ့ဟာပေါ့เนาะဒါပေမဲ့ဒီ digital governance မှာကြတော့ trust เนาะ trust အကြောင်းအများကြီးပြောသွားတယ်เนาะနောက်သူ actor သူ့ရဲ့သုံးပြုလို့ရတဲ့နယ်ပယ်တွေကကြတော့ government to citizen ရှိမယ် government to government ရှိမယ် government to business ရှိမယ်ပေါ့เนาะနောက်တစ်ခုကကြတော့ risk အနေနဲ့ကတော့เนาะအကုန်လုံးက automation နဲ့ဖြစ်လာတဲ့ခါမှာမှားရင်လည်း automated မှားမှာပဲเนาะအဲ့ဒီဟာကိုပြောချင်တာเนาะနောက်တစ်ခုကကြတော့ government as a platform ပြီးတော့ကြတော့government as a service ဆိုတဲ့အကြောင်းလေးပြောသွားတယ်ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အခုလောလောဆယ်ကို discussion လေးသွားရအောင်เนาะပြီးတော့မှထပ်ပြီးတော့မေးချင်တာဆွေးနွေးချင်တာရှိလို့ရှိရင်ပြန်သွားမယ်